စိတ်မွန်းကြလိုက်တာ so stressful အဲ့ဒါကိုဘယ်လိုပြောမလဲစိတ်မွန်းကြလိုက်တာကို English လို့ဘယ်လိုပြောမလဲ it's stifling okay stifling ရဲ့အဓိပ္ပာယ်က stressful suffocating and really overwhelming ရမ်းမွန်းကြတယ်ပေါ့နော်ဟို especially emotionally and mentally it's really stressful okay for example the life of a social influencer can be stifling social influencer တယောက်ရဲ့ဘဝကတကယ်ကိုမှမွန်းကြစရာကောင်းနေပေါ့နော် Reading harsh comments from people on internet is stifling. I just want a peaceful life. Internet ပေါ်ကလူတွေရဲ့ကြမ်းတမ်းတဲ့ comments တွေကိုလိုက်ဖတ်ရတာကတကယ်ကိုစိတ်မွန်းကြစရာကောင်းနေပေါ့နော်အရန်ပူလောင်နေပေါ့နော်လောင်မြိုက်နေတယ်ပေါ့အခုခေတ်စကားနဲ့ပြောလို့ရှိရင် I just want a peaceful life တကယ်ကိုမှငြိမ်းချမ်းတဲ့ဘဝကိုပဲလူချင်ပါတယ်ပေါ့နော်I find dancing in the club really stifling. I rather go home and watch a movie. Club ထဲမှာကနေရတဲ့အလုပ်ကအရန်ကိုမှ stifling ဖြစ်တယ်။အရန်ကိုစိတ်မွန်းကြစရာကောင်းနေ။လောင်ပိတ်နေရပေါ့နော်။အိမ်ကိုပဲပြန်ပြီးတော့ movie ပဲတော့ကြည့်လိုက်ချင်တယ်ပေါ့နော်။အဲ့တော့ stifling ရဲ့အဓိပ္ပာယ်ကစိတ်မွန်းကြလိုက်တာပေါ့နော်။အဲ့တော့ဒီစာကြောင်းလေးကို English လို့ translate လုပ်ပြီးတော့အောက်က comments မှာရေးသွားပေးခဲ့အောင်နော်။ဒီအလုပ်ကစိတ်မွန်းကြစရာအရန်ကောင်းတယ်တဲ့နောက်အလုပ်တစ်ခုရှာမယ်ပေါ့နော်စိတ်မွန်းကြစရာကောင်းတာကို stifling เนาะမမေးနဲ့အောင်เนาะအဲ့ဒီတော့ thank you very much for watching and see you next time bye bye